မင်္ဂလာပါ Sainscape မှာအားလုံးကြိုဆိုပါကျွန်တော် Sainscape နဲ့ Twitter ဘက် run ဝင် founder ဦးစီးသူပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးချင်တာကျွန်တော်ဆိုင်မှာဒီရောက်ထားပါဒါ customer order ပေါ့နော် customer order size ကနည်းနည်းကြီးတယ်မယ်53 cm လောက်ရှိမယ်ဒီမှာထားတဲ့ customer ကကျွန်တော်အရက်6ပေကျော်တော့ကြတော့သူ size က53 cm တော့ကျွန်တော်နဲ့အောင်နည်းနည်းကြီးနေမယ်အဲ့တော့ဒီအားပေးထားတဲ့ customer တော့ကျွန်တော်ပဲနွယ်ကုံမျိုးကကိုပြည့်ပြိုးထုံဖြစ်ပါတယ်အကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့ဒီဘိန်းလေးရဲ့အကြောင်းလေးတွေဒီကျွန်တော် customer မှားထားတဲ့သူဒီ R50 မှာဒီသုံးထားတဲ့ specs လေးအကြောင်းလေးကိုကျွန်တော်အသေးသေးပြပေးချင်ပါတယ်အဲ့ပါကြည့်ရှုပါဒီကောင်လေးကတော့ Twitter R15 Pro ကျွန်တော်ရွှေရောင်လို့ဗျာသူရွှေရောင်နဲ့ကျွန်တော်ဒီမှာ file ကတော့ R15 နေရကျွန်တော်နက်တွေပဲလာတော့เนาะဒါမှသူ့ရဲ့ R15 Pro ဆိုတဲ့ဥစ္စာပါမယ်ဒါသူ့ရဲ့ carbon frame ကျွန်တော်ဒီမှာဒါ carbon file ပေါ့เนาะပြီးတော့ကျွန်တော် customer မှာထားတာကြကျွန်တော်Shimano 105 specs နဲ့မှာထားဖြစ်တဲ့အတွက်နောက် gear Shimano 105ဖြစ်မယ်ရှေ့ gear Shimano 105ဖြစ်မယ် crank ကဒါ Sinus crank ဖြစ်မယ်เนาะ Sinus crank ဖြစ်မယ်နောက်ကျွန်တော် hub က retrospect carbon hub 4C bearing ကိုကျွန်တော် carbon အုပ်နဲ့ဖြစ်မယ်နောက်ကျွန်တော်ဒီမှာ retrospect rim ဖြစ်မယ်ပေါ့เนาะ tire ဆိုလဲကျွန်တော်ခောက် tire ကြီးဖြစ်မယ်ကျွန်တော်ရောင်းပြန်နေပါတယ်ပေါ့เนาะနောက်ဒီမှာထိုင်ကုန်ပုံစံလေးကဒီမှာပုံစံဆန်းလေးဖြစ်သွားပြီကျွန်တော်3D ပုံစံမျိုးဖြစ်မယ်နောက်ဒီကျွန်တော်ထိုင်ကုန်ငုတ်တွေဒီလက်ကင်တွေပေါ့နော်ဒီလက်ကင်တွေက integrated carbon လက်ကင်တွေဖြစ်သွားတယ်ပေါ့နော်နောက်ဒီမှာ shifter တွေကလည်းကျွန်တော်105ပေါ့နော် Shimano 105ဖြစ်တယ်ပေါ့နော် Shimano 105 shifter ဖြစ်တယ်212ဖြစ်တယ်ပေါ့နော် gear ချက်ရည်က212ဖြစ်တယ်ပေါ့နော်ဒီကောင်ကဒါ Shimano brake ဘိုင်းမှာလည်းဒါ Shimano 105ကျွန်တော် C brake အပြည့်ပေါ့နော် fully hydraulic disc ကိုမှအတွက် Shimano 105 brake သုံးမိထားဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ Twitter R15 Pro ရဲ့ကျွန်တော် carbon frame carbon file design ဖြစ်ပါတယ်ဗျာ